ဒီကားဝင်မယ်ဆိုဒီဒီစကေးဝင်မယ်ဆိုဒီကားလေးပဲဝင်လဲပြီးနေတာငါချက်လို့ငါဝယ်တာကြည့်စကေးကြည့်တော့အဲ့လောက်ပတ်စံ3000ပြရတာဆိုတော့ဒီကားတော့ပတ်စံ9000ပြရတာအခက်ကောင်းကျွန်တော်ဆိုပါဗျာပြီလာကြောတယ်ငါကားပြီးမတွေ့လားပတ်စံဘူးကြီးလောက်ချပြီးဘာလို့ဝယ်မှာစကေးလေးသူ့ဟာကြီးနေလို့ထားတယ်ကွာမင်းရွှေတုံးတွေကလည်းထည့်ထားတယ်ထည့်ထားလို့လားမသိဒီအောက်ကိုလမ်းကြည့်လိုက်အောက်ကိုလမ်းကြည့်အဲ့ဆိုရင်ကျွန်တော်တောင်းမရောတော့ခုမှလာငန်းနဲ့ပြရတာပေးမယ်ရှော့ပြရယူရခလေး